ဒီနေ့ဘလော့ကတော့ကြောက်ကြောင်ဖြစ်ပါတယ်။ငုံစီထဲမဲ့တင်ဦးတွေကိုပြီးတော့လည်းဒါတော့ပေါဝင်ပစ္စည်းတွေပေါ့နော်။ပေါဝင်ပစ္စည်းကတော့အများကြီးပဲ။ငုံလှီးမယ်။လှီးတာတော့လူတယောက်နဲ့တက်တယ်လို့ပါ။ခင်းရင်ဒီတာဒါတော့ခင်းရင်ကြီးရတဲ့ပုံစံလေး။ဒီဝိုင်းစက်တုံးဒီဘိုးကြီးလေးမပြီးဘူး။ဒါတော့စက်တုံးဒီဝိုင်းမစားဘူးဘာညာထဲဘူး။စားထဲတာတော့ဆရာကြီးစတန်နော်ရှုပ်လို့တော့များဒီဝိုင်းဖုံးပိတ်မယ်တခြားကျူးဆိုင်လုံးပြီးတော့အားသုံးကိုလိုက်မှွေမယ်မှွေလို့အားရပါရမြောက်မအားနဲ့မှွေမယ်ဒီကကျုပ်ရဲ့အနှစ်သာတော့ထွက်ဖို့တော့မှွေအောင်ဆိုတော့ဒီဝိုင်းစူးလေးကိုထည့်လိုက်ပြီးတော့မယ်ခေါင်းဆောင်မယ်နော်5မိနစ်ဆင်းတန်ဖို့ရှိအောင်သုံးချဒီဝိုင်းကျုပ်ကြော်ရတော့မယ်နောက်တော့5မိနစ်လောက်အညာမှွေမယ်ဒီဝိုင်းပြီးပြီပြောင်းထည့်မယ်ဒီဝိုင်းရပါပြီ